ဂျိုင်ရိုကိုခုမှစသုံးမဲ့ညီကိုတွေရှိရင်ဒီဗီဒီယိုကြော်သွားပါနဲ့ဂျိုင်ရိုအခြေခံကနေပြီးတော့စပြီးတော့လေ့ကျင့်နည်းတွေကိုပြောပေးသမှာဖြစ်ပါတယ်ခင်ဗျာကဲမယ်ပထမဆုံးဗရာသာတို့ကဂျိုင်ရိုစသုံးမယ်ဆိုရင်ကျွန်တော်တို့အများကြီးနဲ့စမသုံးပါနဲ့ပေါ့နော်အများကြီးနဲ့စမသုံးပါနဲ့200ကျော်လေးနဲ့ပဲစသုံးပါဒီမှာများနဲ့ပြန်ရင်ဗရာသာတို့ဒီမှာလေးလားမြန်တော့မြန်တယ်ကွာဒါပေမဲ့တိတ်တော့ကြော်ထွက်သွားတယ်ကြော်ထွက်သွားပြီလားအဲ့လိုဖြစ်သွားတယ်အနေမများလေးပေါ့နော်ဗရာသာတို့တိုင်းနိုင်လောက်လေးပေါ့နော်ဒီပေါ်ဂျိုင်ရိုလေးပေါ့နော်ဂျိုင်ရိုဆိုရတာလေးရှိမယ်ဒါအေးတဲ့ဂျိုင်ရိုလားဂျိုင်ရိုဆိုရတာလေးရှိမယ်ဒီကောင်လေးကိုလာချင်းရမယ်ဒါရိုချင်းမယ်200ကျော်နေစချင်းပေါ့နော်ဒါဆို240ဒီမှာရတာကြည့်လိုက်မယ်โอเคတော့ဆိုရင်စင်ပြေတယ်ပေါ့နော်ရတယ်ပေါ်အောင်တော့လိုက်ရရတယ်โอเคကျွန်တော်ဆိုဒါဆိုရင်ရတယ်ပေါ့နော်โอเคအဲ့တစ်ခုပြီးရင်ဒီတစ်ခုချိန်မယ်โอเคဒီတစ်ခုချိန်မယ်โอเคဒီမှာလည်းရစင်ပြေနော် cross sale လေးရှိအဲ့ cross sale လေးလမ်းသွားရင်တူတူပဲဒါသာလို့အရှိမှဒီနားမှာ enemy ရှိရဆိုရင်အဲ့ခဏ cross sale လေးအဲ့ဒီနဲ့ပဲဒီလေးသွားမယ်တိုင်းနော်လူလေးပဲသွားပြီးလေ့ကျင့်မယ်လမ်းလေးတန်းလေးသွားတာ